လက်ချောင်းခြေချောင်းလေးတွေကရှည်ပြီးတော့တွဲတယ်ဘူးလိုကြီးတွေမနေဘူးဆိုတဲ့ဒီအမှတ်သားဘာလို့လာရတာလဲနော်ခန္ဓာကိုယ်ဖြောင်းဖြောင်းမတ်မတ်ဆိုတဲ့အကျိုးတရားဒီအင်္ဂါအမှတ်သားဘာဖြစ်လို့ပေါ်လာတယ်လဲလို့ဆိုလို့ရှိရင်တဲ့လူဘဝလူဖြစ်တဲ့အချိန်ခါကလာဒါများသောအားဖြင့်ပါရမီဖြည့်တယ်ဆိုရင်လူဘဝမှာဖြည့်တာများလို့ရေပုံရစကားပေါ့လူဘဝမှာလူဖြစ်လာတဲ့အချိန်တုန်းကတဲ့သူဟာသူများအသက်တတ်ခြင်းမှရှောင်ကျင်ခဲ့တယ်ပါဏာတိပါဒကလုံးဝရှောင်ကျင်ခဲ့တဲ့ပုဂ္ဂိုလ်လေလုံးဝရှောင်ကျင်ခဲ့ပြီးတော့ပါဏာတိပါဒအကြောင်းဖြစ်တဲ့ဒုဋ္ဌာလက်နက်ကစပြီးတော့သူစီမှာမရှိဘူးတရားဝါတွေအားလုံးပေါ်မှာတနာတယ်ဒီပါဏာတိပါဒအမှုကိုရှက်တယ်ကရုဏာတရားထားတယ်တရားဝါတွေအားလုံးပေါ်မှာမေတ္တာထားတယ်ဆိုတဲ့စိတ်ဓာတ်နဲ့နေထိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ခြေမနှောင်းရှည်တယ်လက်လေးတွေကရှည်ရှည်သွယ်သွယ်လေးဖြစ်တယ်တဲ့ခန္ဓာကိုယ်အရမောင်းကကုန်းတာမနေဘူးကိုင်းပြီးတော့မနေဘူးမျက်ဖြောင်းဖြောင်းမတ်မတ်ကြီးရှိတယ်ဆိုတာဒီပါရမီပုံရိပ်ဒီကုသိုလ်ရဲ့အကျိုးကျေးဇူးပါပဲလို့ဒီလိုပြောတာအဲ့ဒီနေရာမှာအထက်ကရာဆရာကသူကဖွင့်ပြတယ်ဘာဖြစ်လို့ဒီလိုပုံရိပ်တွေကိုရတာတော့လို့ဆိုလူတွေဟာဒီတယောက်ကိုချောင်းမြောင်းပြီးတော့လှုပ်ကြံတယ်တတ်ဖြတ်တယ်ဆိုတဲ့အခါတရိษံကိုပဲချောင်းမြောင်းတတ်ဖြတ်တယ်ဆိုတတ်တယ်ဖြတ်တယ်ဆိုတာတစ်ဖက်သားအလစ်ကိုဝင်တတ်တာများတယ်လေအခုခေတ်သဘုံတန်ကြီးကတော့ချောင်းပြီးတော့တနတ်နဲ့ပြစ်ထားလဲရှိမှာပေါ့နော်ရှင်းတုန်းကတော့ဒုံနဲ့ရိုက်မယ်ဓာတ်နဲ့ခုံမယ်ချောင်းမြောင်းပြီးတော့လုပ်တယ်အဲ့လိုချောင်းသွားတဲ့ပုဂ္ဂိုလ်တွေစဉ်းစားကြည့်ပေါ့ဘယ်လိုသွားလေးရှိတုံးဆိုတော့ခြေပြားလေးထောက်ပြီးတော့အတန်မကြောက်အောင်အနာသွားတယ်မဟုတ်လားခြေပြားလေးထောက်သွားတယ်အဲ့ဒီလိုခြေပြားထောက်ပြီးတော့သူများကိုတတ်ခဲ့တဲ့ပုဂ္ဂိုလ်ကြောင့်လို့ဖနှောင်ကြီးကတိုးနေတာတဲ့ဒါကအထက်ကရာကထည့်ပြောတာနော်အဲ့ဒီအကုသိုလ်တွေလုပ်ခဲ့တယ်နောက်ပြီးတော့သူဟာအယအမောင်းတွေပုကွသွားတာတခြားမဟုတ်ဘူးတဲ့သူ့ကိုမမြင်အောင်လို့သူ့အယက်ကလေးကိုကုန်းကုန်းလေးလှုပ်ပြီးတော့သွားပြီးတော့ချောင်းမြောင်းပြီးတော့လှုပ်တာတဲ့ဒါလည်းဟုတ်တာပဲနော်ဘေးလူတွေမမြင်အောင်သူကကုန်းကုန်းကွာကွာလေးနဲ့လူကိုမြုပ်ပြီးတော့သွားတာကိုအဲ့ဒါလိုလှုပ်ပြီးတော့အကုသိုလ်အမှုကိုပြုတာတဲ့ဒါကြောင့်မို့လို့ကုန်းကုန်းကိုင်းကိုင်းကြီးဖြစ်နေတာတဲ့ဖြောင်းဖြောင်းမဖြစ်ဘူးတဲ့လက်ချောင်းခြေချောင်းတွေကဘာလို့ဒီမရှိတာတုံးလို့ဆိုတော့သူကကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တယောက်ဟာသူကဒီမကောင်းတဲ့ဒုစရိုက်တွေကိုလှုပ်တဲ့အခါမှာဒီလက်ကိုအသုံးချလှုပ်တာဖြစ်သောကြောင့်လက်မှာပူကွာကွာလေးမလှမပတွေဒီလက်ကိုအသုံးချပြီးသူများကိုပါဏာတိပါဒအမှုကိုပြုတာဖြစ်သောကြောင့်လက်ရဲ့အနေအထားတစ်ခုဟာအယုတ်ဆိုးအကြည့်တန်ပူကွာကွာဖြစ်အောင်လှုပ်ထားတာဒီလိုဆိုတယ်နော်ဒါကတော့တင့်လျော်တဲ့အဓိပ္ပာယ်တစ်ခုကိုဖွင့်ပြတာပဲဖြစ်တယ်ပေါ့ဆိုလိုတာကတော့ပါဏာတိပါဒအမှုကနေလုံးဝရှောင်ကျဉ်ပြီးတော့တကယ်ကိုစင်စင်ကြဲကြဲနေတဲ့ပုဂ္ဂိုလ်မျိုးတွေဟာတဘွားတယ်မဟုတ်ဘူးအလေးထဘယ်တော့မှပါဏာတိပါဒအမှုဆိုတာကိုမလုပ်ဘူးပါဏာတိပါဒကရှောင်ကျဉ်ခြင်းဆိုတဲ့ပါရမီကုသိုလ်ဆွဲမြဲမြဲဖြစ်ကျလာခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဟောဒီဖနှောင်းရှည်ခြင်းလက်ချောင်းခြေချောင်းရှည်သွဲခြင်းခန္ဓာကိုယ်အရာမောင်ဖြောင်းမှတ်ခြင်းဆိုတဲ့ဒီအကျိုးကျေးဇူးအမှတ်အသားပါရမီပုံရိပ်အမှတ်တစိတ်တွေကိုရရှိနိုင်ပါတယ်တဲ့အဲ့တော့စဉ်းစားကြည့်ရမှာပုကွာကွာမိဘရဲ့ဝန်းနဲ့ရောက်သွားတာလည်းပဲဒီလိုပါဏာတိပါဒလောက်ခဲ့လို့ပဲပုကွာကွာကြီးဖြစ်တာလားတော့မသိဘူးเนาะဒီလိုဖြစ်နိုင်နေတယ်မိဘနဲ့လည်းပတ်သက်ပြီးတော့ဖြစ်တာလည်းရှိတယ်ပေါ့เนาะသို့တော်လည်းပဲအဲ့ဒီပုကွာကွာမိဘရဲ့ဝန်းနဲ့ရောက်တာကိုကအသွင်တူလို့အိမ်သူသွားဖြစ်တာလည်းဖြစ်နိုင်တာပေါ့ဟိုကလည်းဒါမျိုးလှုပ်လာခဲ့တယ်ကိုကလည်းဒါမျိုးလှုပ်တယ်ဆိုတော့သွားပြီးတော့တူတဲ့သဘောပေါ့เนาะအေးကောင်းပြီအခုလို့ပါရမီကုသိုလ်တွေဖြစ်ခြင်းမှုဟာလူရဲ့ခန္ဓာကိုယ်ပေါ်မှာထူးခြားတဲ့အခုလို့အမှတ်အသားလက္ခဏာတွေပေါ်လွင်ထင်ရှားလာတတ်တယ်ဆိုတာကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီလက္ခဏာသုတ်တံမှာဟောခဲ့တာဖြစ်ပါတယ်